ပင်လယ်ပြင်မှာရင်ငုပ်ချင်တဲ့လူတွေ first time အနေနဲ့ဘာတွေသိထားသင့်တယ်လဲကျွန်တော်ဦးလေးတယောက်ကတော့ရင်ငုပ်တောင်းရမ်းကြမ်းပါတယ်တစ်ခါငုံရင်3ရက်လောက်တော့ကြာတယ်ကြော်ပွဲပေးမှပြန်တက်တာပါအဲ့လိုကြော်ပွဲလဲပေးစရာမလိုအန်ရယ်ကင်းကင်းနဲ့ရေအောက်မှာချိန်ကြကြနီးစနစ်ကြကြငုံနိုင်အောင်အခြေခံအဆင့်တွေကိုမြန်မာဒိုက်စန္ဒာစီမှာတင်တန်းသွားတက်ရင်နဲ့ဒီ vlog လေးမှာပြပေးသွားမှာပဲဖြစ်ပါတယ်ဖြစ်ချင်တာတော့ဒီလိုအထာကြကြရင်ငုပ်တဲ့ဘဲကြီးဖြစ်ချင်ပေမဲ့ဒီလိုမျိုးဖားကူးတွေကူးနေတဲ့ပုံစံမျိုးဖြစ်နေရတော့သိခံကြည့်ပေးကြပါဗျကျော်ကြီးတို့နောက်ပိုင်းငါးမရတော့ဘူးစပီယာဖြစ်ဖြစ်တော့မယ် Visit training အနေနဲ့ကျွန်တော်တို့ကောက်သီးလန်းတွေကရေကူးကန်မှာတောင်းကုန်းမှာဖြစ်ပါတယ်။ Google Map အကြည့်ကောင်းပြီးတော့ပြတ်ထားတဲ့တရားပေါ်ခက်တီတီနဲ့မောင်းချလာတာလူမငုတ်ခင်ကားငုတ်ဖို့နည်းနည်းပဲလိုတယ်ဗောနော်။ကျွန်တော်တို့တင်ပေးမဲ့ဆရာနှစ်ယောက်ကတော့ဒါမြန်မာဒိုက်စင်တာကကိုစီတူနဲ့ကိုနေမျိုးတို့ပဲဖြစ်ပါတယ်ဗျ။အင်္ဂါနဲ့တပူလုံးချုံမရမှာလို့လုံးအောင်လို့။ဘာပြောနေ။ရေကူးကန်နဲ့ဝင်ရေချိုးရတယ်ဆိုလို့အတော်ပဲဖြစ်သွား။ရေမချိုးတာ9ရက်လောက်ရှိပြီ။အခုမှစားငုတ်မဲ့ဆိုရင်တော့ကျွန်တော်လိုရေကူးကန်တို့ပင်လယ်ဆိုရင်လည်းဒါရေအထိန်ပိုင်းနေမှာစားငုတ်တင်ပါတယ်ဗျကျွန်တော်ကတော့မြန်မာဒိုက်စင်တာရဲ့ business court ကိုမင်္ဂလာတုံကောက်သီးလန်းတွေကရေကူးကန်မှာပဲတွားချိုင်းခဲ့တာဖြစ်ပါတယ်ငွေဆောင်ရောက်တဲ့အခါပင်လယ်ထဲတင်ချင်ရင်လည်းရပါတယ်ဗျစီးနှုန်းကတော့အတူတူပါပဲတက်စလင်ကဒီကောင်ကြောင့်အလူမီနီယံအိုးပေါ့လေနော်ဟုတ်ကဲ့ဟုတ်ဒီထဲမှာဘာနဲ့ဆို200ပေးဆက်နေဆို3000ရှိတယ်ဟုတ်ပြီးတော့ဒီကောင်ဒီကျွန်တော်ခေါ်တာ BCD လို့ခေါ်တယ်ဟုတ်ကဲ့ BCD ရဲ့ရှေ့ကောကြောင့် buoyancy control device ပေါ့ buoyancy control ဆိုတော့ကျွန်တော်ပြောတယ်ကျွန်တော်ရဲ့ buoyancy ကိုထိန်းဖို့ positive buoyancy ဖြစ်နေတာလား neutral buoyancy negative buoyancy ဖြစ်နေတာအဲ့တော့ဆိုလို့ကျွန်တော်ဒီထဲကိုကျွန်တော်လေဖြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ခဏကအပေါ်တက်လာအောက်ဆီဂျင်နဲ့ဆိုရင်ဒီထဲလေကိုကျွန်တော် short လိုက်မယ်ဆိုလို့ရှိရင်တော့ခဏကအောက်ဆင်းပေါ့ဒီကောင်နဲ့ control လုပ်တာဒီကောင်ဒီ regulator ဒီကျွန်တော်ညာဘက်ချက်မှာဒီအတက်ရှူတဲ့ clear နှစ်ခုရှိတယ်ဒီအမဲရောင်ဒီ primary ကိုကိုယ်တိုင်ရှူဖို့ဒီကောင်ဒီ secondary အခုဆိုကျွန်တော် secondary တော့မှဆိုရင်ဦးနဲ့ကျွန်တော်ရင်ငုတ်တယ်ဟုတ်အခုအောက်တော့ဖြစ်တယ်လေပြတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ secondary ကို share ပြီးတော့အပေါ်ပြန်တက်လို့ရမယ်ဘောပါဘယ်ဘက်ချက်မှာဒီကျွန်တော်ဒီ pressure gauge ရှိတယ်မဆိုရင်180ရှိတယ်200ဆိုရင်လေတလုံးအပြည့်လေ50ဆိုရင်လေနေဆိုရင်ညီသွားပြီတဲ့ဟုတ်ကဲ့ဟုတ်ညီသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီလုံးဝပဲဖြစ်သွားပြီဆက်မငုတ်တင်တော့ပေါ်ပြန်တက်မှာပေါ့ဟုတ်လေရှူတာလည်းဒီရပဲရှူတင်မယ်မှုတ်ထိုးလို့ရှိရင်လည်းပါဇက်ကပဲဒီထဲကိုပြန်မှုတ်ထိုးမှာအဲ့တော့ဒီထဲကိုမှုတ်ထိုးလေဒီပိုက်ထက်ပြောင်းစားမဟုတ်ဒီအောက်ကနေပြီးတော့ဒီကနေ bubble ဖြစ်နေပြန်ထွက်သွားတာဟုတ်ကဲ့ဒီကောင်ကျ regulator ဒီကောင် PCD ဒီကောင်ကျတော့လေဦး cylinder လို့ခေါ်တော့ပြီးရင်ကျွန်တော် mask ရှိမယ် fin ရှိမယ် mask ကကျတော့ဘာတော်လဲဆိုတော့ကျွန်တော်ရေအောက်မှာကျွန်တော်မျက်လုံးနဲ့ဓာတ်ရိုက်ကြည့်မယ်ဆိုလို့ရှိရင်ရေအောက်မှာမမြင်အောင်ဟုတ်ကဲ့ဟုတ်ဝါးနေအဲ့တော့ရေအောက်မှာမြင်နိုင်မှုအတွက်ဒီရေနဲ့ကျွန်တော်မျက်လုံးနဲ့ကြားမယ် S space တစ်ခုခြံပေးထားတယ်ဟုတ်ကဲ့ဟုတ်အဲ့တော့မှရေအောက်မှာမြင်နိုင်တယ်နော် fin နေကြောင်ကျွန်တော်ဒါလေးလေးလွယ်ထားကျွန်တော်ဒီကို6နဲ့ပဲကိုရက်မယ်ဆိုရင်ကိုလိုချမ်းနေရအောင်လွယ်ကူမရောက်ဘူးကိုသွားချင်နေရအောင်တောင်းတန်နဲ့လွယ်ကူရောက်တော့ကျွန်တော် fin တွေကိုလုံးကျွန်တော်ရဲ့ buoyancy ကို control လုပ်တာဒီကျွန်တော်ဒီ480 airbag တွေပါမယ်ပြီးရင် ခဲသီးတွေပါမယ်အဲ့ဒါကိုကျွန်တော် balance မြအောင်လုပ်ပြီးတော့ကျွန်တော်ဒီကျွန်တော် buoyancy ကိုထိန်းပါတယ်ဟုတ်ကဲ့ပြီးလို့ရှိရင်ရေးရစီပြီးတော့စလို့ရအောင်โอเคပထမဆုံးအချက်ကမကြောက်ပါနဲ့ကြောက်စိတ်ဝင်သွားရင်ဒါလေးလာထားတာတွေမှတ်ထားတာတွေမေ့ပြီးတော့တလွဲတွေလောက်တက်လို့ပါရေအောက်10ပေလောက်ဆိုကိစ္စမရှိပေမဲ့ရေနဲ့သွားရင်အပေါ်လွယ်မတက်နိုင်လို့ပါဒီလိုထိုးတဲ့ဟုတ်ကဲ့ထိုးတယ်ဒီလိုပြီးချက်ဆက်အဲ့လိုအဲ့လိုဒီတိုင်းတက်ရှူကြည့်နှာခေါင်းပိတ်လိုက်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ပါးစပ်နဲ့ပဲရှူတော့မှာနော်ဘာရှူမလဲဘာပြန်မလို့ရှူလိုက်တဲ့လေကိုအကုန်ရှူမယ်အကုန်ပြန်လို့ဆုံးရေထဲဆဆင်တာနဲ့တိထားရမယ့်အချက်ကမျက်နှာဖုံးနဲ့ရေဝင်လာရင်မကြောက်ပါနဲ့ရှူထားတဲ့လေကိုနှာခေါင်းကနေဒီလိုခက်ပြင်းပြင်းလေးမှုတ်ထုတ်ပြီးတော့ဝင်လာတဲ့ရေကိုထုတ်လို့ရပါတယ်ဗျကဲကျွန်တော်လိုမက်ဆီမပြီးမှုတ်ထုတ်ရင်တော့ဒါမက်စတက်ရှိအပြည့်ဝင်လာမယ်ဗောနော်အမှန်ကမက်စလီကိုအပေါ်ကလက်ကလေးနဲ့ဖိအောင်ဖိထားပြီးတဲ့ခါကျတော့မှုတ်ထုတ်လိုက်ရင်ထွက်ပါတယ်ဗောနော်ရေအောင်မှနေတာကြလို့မက်စ်ပုံလာရင်လည်းမက်စတဲကိုရေနည်းနည်းဟထည့်ပြီးတော့ကြည်သွားရင်အရှိရလိုပဲနှာခေါင်းကလေမှုတ်ထုတ်ပြီးရှင်းလို့ရပါတယ်ဗျတက်ရှူတယ်ဟုတ်အမြန်မရှူနဲ့ဘူးတော့မောစီတယ်လူမောစီဟုတ်ဖြည်းဖြည်းချင်းရှူမယ်2စက္ကန့်ရှူမယ်ရှူလိုက်တဲ့လေကိုဖြည်းဖြည်းချင်းအကုန်ပြန်မှုတ်ထုတ်ဟုတ်ကဲ့ဟုတ်ကုန်သွားပြီဆိုတော့မှပြန်တော့ဖြည်းဖြည်းချင်းပြန်ရှူမယ်ဟုတ်စိတ်မလုံးစိတ်ကလေးအေးလေးထားရေအောင်ငုံရင်လည်းရေလဲပဲတစ်ခုစင်တိုင်းမှာနှစ်ထင်မှာကြက်လာတတ်ပါတယ်ဗျအဲ့လိုမျိုးဆိုရင်နှာခေါင်းနဲ့ပါးစပ်ကိုပိတ်ပြီးနားထဲကလေကိုညှစ်ထုတ်ပေးရပါတယ်ရေပရက်ရှာတန်ကြောင့်ရေအောက်ကနေအပေါ်အမြန်တက်တာက10ပေ15ပေလောက်ဆိုရင်ကိစ္စမရှိပေမဲ့အထက်နက်တဲ့နေရာတွေမှာငုံမဲ့ဆိုရင်တော့အနေရရှိနိုင်ပါတယ်ဖြည်းဖြည်းချင်းပဲပြန်တက်တာကစစ်ဖြစ်ပါတယ်ဗျမတ်စတဲရေဝင်တာနဲ့အပေါ်အမြန်ကူးတက်တာတို့ဟာငါတော့သွားပြီဆိုပြီးတော့ပြရမခက်ပဲနဲ့နီးစနစ်ကြလုံနိုင်မယ်ဆိုရင်ဒါ easy game ပဲဖြစ်ပါတယ်ပင်လယ်ထဲမှာရေငုံမယ်ဆိုရင်အရေးကြီးဆုံးကတယောက်တည်းဘယ်တော့မှမငုံပါနဲ့အနည်းဆုံး2ယောက်ငုံမှအနည်းတစ်စုံတရာကြုံလာရင်ကူညီနိုင်မှာဖြစ်ပါတယ်
Scuba diving ကအစမှာကြောက်စရာကောင်းပေမဲ့နီးလန်းမှန်သွားရင်တော့ရေအောက်ကဘာကို Netflix 4K live လို့မြင်နိုင်တဲ့ support တစ်ခုလည်းဖြစ်ပါတယ်။ကဲဒီ Scuba diving နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ဆက်ပစ္စည်းတွေအစုံအလင်ကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ MICT ပတ်ထဲကမြန်မာဒိုက်စင်တာ showroom မှာတွားရောက်ဝယ်ယူအားပေးနိုင်ပါတယ်ဗျ။ကဲနောက်ဗီဒီယိုမှာတော့ပင်လယ်ပြင်ထဲကတိတ်ဆိတ်နေတဲ့သဘာဝအလှတရားတွေပြည့်နေတဲ့ရေအောက်ကဘာမှာပြန်တွေ့ကြပါမယ်။ကဲအားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်မြန်မာအင်္ဂလာရင်းကကိုကျော်ပါအားလုံးပဲ good luck နောက်တစ်ခါကျရင်ပင်လယ်ထဲမှာပြန်ဆုံမယ်